ဟိုတော့ငါဖခင်တယောက်မှာသမီး9ယောက်မွေးထားတဲ့သမီးအကြီးဆုံးမကထန်းတမင်သားနဲ့အိမ်အောင်ကြတော့ကလေးတယောက်မွေးခဲ့တယ်ဒုတိယသမီးကညောင်တမင်သားနဲ့အိမ်အောင်ကြတော့ကလေးက2ယောက်မွေးလာတယ်တတိယ3ယောက်မြောက်သမီးကမကြီး3ခွားကလူနဲ့အိမ်အောင်ကြပြီးတော့ကလေး3ယောက်မွေးပြန်တယ်စတုထသမီးကတော့မကြီး4ပင်သားနဲ့အိမ်အောင်ကြတော့ကလေး4ယောက်မွေးလာပြန်တယ်ပြစမမြောက်သမီးက6ကလူနဲ့အိမ်အောင်ကြတော့ကလေး6ယောက်မွေးတာပေါ့6ယောက်မြောက်သမီးကခွန်လင်ကလူနဲ့အိမ်အောင်ကြပြန်တော့လေကလေးက9ယောက်မွေးပြန်တဲ့နောက်ဆုံး9ယောက်မြောက်သမီးငယ်ဆုံးကအိမ်အောင်ပြုမယ်လို့ဖေကိုပြောတော့ဘယ်ကလဲသမီးလို့မေးတယ်30ဘေးကပါအဖေလို့ပြောတဲ့အခါမှာဖေလှုပ်တဲ့ပုဂ္ဂိုလ်ကခါခါတီးတီးညင်းတဲ့သူ့စိတ်ထဲမှာ30ဘေးကလူနဲ့ရသွားရင်သူ့သမီးကလေး30မွေးရကြီးရဲ့ပေါ့ဒါနဲ့ဖေလှုပ်သူကမပေးစားဘူးသမီးအဖေလုံးဝမပေးစားနိုင်ဘူး30ဘေးကလူနဲ့လွဲရင်သမီးကြိုက်တာယူလို့ပြောလိုက်တဲ့ဒါနဲ့သမီးကလည်းဖခင်စကားနားထောင်ပြီးတော့6လလောက်ကြာတဲ့အခါပြောပြန်တဲ့အဖေသမီးအိမ်အောင်ပြုတော့မယ်လို့ပြောတော့ဖခင်က30ဘေးကမဟုတ်ဘူးမဟုတ်လားသမီးလို့မေးလိုက်တဲ့သမီးကမဟုတ်ပါဘူးအဖေဘယ်ကလဲသမီးအားရဝမ်းသာမေးလိုက်တော့ဘိုးတစ်ထောင်ကပါအဖေလို့ပြောလိုက်တဲ့အဲဒီတော့ဖခင်ဟာပြပြသလဲနဲ့မပေးစားဘူးဆိုပြီးတော့ထပြေးသွားတဲ့ဘိုးတစ်ထောင်ကလူနဲ့ယူတာနဲ့ကလေးတစ်ထောင်မွေးရမှာလားယုံကြည်မှုအစွဲဆိုတာအမှန်တွေကိုမြင်ဖို့ခက်တယ်အစွဲပြင်းထန်ရင်အမှန်ကိုမမြင်နိုင်ဘူးဒီသစ်ပင်ကြီးကတစ်စေ6တတ်တယ်လို့အကြဆွဲပြင်းထန်နေရင်ညရောက်ရင်အပင်ကြီးပေါ်မှာတခုခုရှိနေတယ်လို့ ਨੇ မသွားရဲတော့ဘူးတာဦးစနေမီးလို့မွေးလို့အကြဆွဲရှိနေတော့စနေနေ့မွေးမဲ့တာဦးလေးကိုစနေနေ့မရောက်ခင်စောစောခွဲမွေးလို့မိခင်ရောကလေးပါဒုက္ခရောက်ခဲ့ရလိုက်လဲရှိတယ်မင်္ဂလာဆောင်ရက်မှာနက်ခတ်မကောင်းလို့ဆိုပြီးတော့မသွားခဲ့လို့ဇနီးမယားဆုံးခဲ့ရတာလည်းရှိခဲ့ဘူးတယ်ဓမ္မတောကအင်းဝရာစာအိမ်တော်ဘက်အသက်မရှိရဆိုတဲ့အစွဲတွေကြောင့်လဲကွဲကွာခဲ့ရတဲ့ချစ်သူစုံတွဲတွေရှိခဲ့တာပဲလာငပုတ်ဖားရင်တန်မုံတီမောင်းထုတ်လို့လာကိုငပုတ်ကလွတ်သွားရင်ဆံရည်စပါးပေါ်များတယ်လို့ကြားခဲ့တဲ့အစွဲကြောင့်တန်မုံတွေတီးလို့ပိန်ရှုံပေါက်ပြဲသွားခဲ့တဲ့တန်မုံတွေလည်းမနေမနှောပဲရွာပြင်သေးတဲ့မသားရွာသောမှာမသွန်းရဘူးလို့အကြားဆွဲတွေကြောင့်ရွာပြင်မှာမသားထားလို့ရွာတွေကလူတွေဒုက္ခများခဲ့ရတဲ့မသားဒုက္ခတွေလည်း